စိတ်ဝင်စားစရာကောင်းပြီးကြက်တိထပွဲကောင်းမွန်တဲ့မျက်နှာမပါတဲ့ပကြီကားဇလန်းတိုလေးကိုဖတ်ပြပေးလိုက်ပါတယ်။မျက်နှာမပါတဲ့ပကြီကားသူရဆိုတာရှေးဟောင်းပစ္စည်းနဲ့ထူးဆန်းတဲ့ပကြီကားတွေကိုစုဆောင်းရတာဝဒနာပါသူတယောက်ပါတနေ့မှာတော့မျိုးစုံကရှေးဟောင်းအင်ကြီးတစ်လုံးမှာမျက်နှာမပါတဲ့မိမလပကြီကားတစ်ချက်ရှိတယ်ဆိုတဲ့သတင်းကိုသူကြားလိုက်ရတယ်။ဒီပကြီကားကိုပကြီဆရာကြီးဦးမြတ်ကျော်ကမသေးခင်နောက်ဆုံးရေးဆွဲခဲ့တာဖြစ်ပြီးပကြီကားမပြီးခင်မှာပဲထူးဆန်းစွာကွယ်လွန်သွားခဲ့တယ်လို့ဆိုကြတယ်။သူရလည်းစိတ်ဝင်စားလုံးတာကြောင့်အဲ့ဒီအိမ်ကြီးကိုတွားပြီးပကြီကားကိုဝယ်ယူဖို့ကြိုးစားခဲ့တဲ့အိမ်ရှင်ဖြစ်တဲ့အဖိုးအိုကပကြီကားကိုရောင်းဖို့သဘောတူပေမဲ့ထူးဆန်းတဲ့စကားတစ်ခုကိုပြောလိုက်တယ်။မောင်ရင်ကိုတတိပေးမယ်။ညဘက်ရောက်ရင်ဒီပကြီကားကိုဘယ်တော့မှစိုက်မကြည့်မိစေနဲ့။သူရကတော့အဖိုးအိုရဲ့စကားကိုအယူသင်းမှုတက်လို့ပဲမှတ်ယူပြီးပကြီကားကိုဝယ်ယူကသူ့ရဲ့တိုက်ခန်းစီပြန်လာခဲ့တဲ့ပကြီကားကတကယ်ကိုလက်ရမြောက်ပါတယ်ရှေးခေတ်ဝတ်စုံပြည့်ဝတ်ထားတဲ့အမျိုးသမီးတယောက်ရဲ့ပုံဖြစ်ပြီးခန္ဓာကိုယ်ချိုးစားလက်ချောင်းလေးတွေကအစအသက်ဝင်နေတယ်လို့ပါပဲဒါပေမဲ့ထူးခြားတာကမျက်နှာနေရာမှာဘာမှမရှိပဲဗလာချင်းဖြစ်နေတာပါစေတာအဖြူရောင်တက်တာရှိနေတယ်ပထမညမှာတော့ဘာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့ဒုတိယညတကောင်ရံလောက်မှာတော့ထူးဆန်းတဲ့အတန်တွေကိုသူရစတင်ကြလာရတယ်မိမတယောက်ရဲ့ရှိုက်ငိုတန်လိုလိုတိုးတိုးလေးရေမောတန်လိုလိုအတန်တွေပါအတန်ကပကြီကားထားတဲ့အခန်းစီကလာတာပါသူရလည်းစိတ်မလုံခြုံတာနဲ့အခန်းမီးကိုဖွင့်ပြီးပကြီကားကိုတွားကြည့်လိုက်တယ်ပကြီကားကပုံမှန်အတိုင်းပါပဲဒါပေမဲ့သူတေချာကြည့်လိုက်တဲ့အခါပကြီကားထဲကအမျိုးသမီးရဲ့လက်ချောင်းတွေကမနေ့ကနဲ့မတူပဲနည်းနည်းလေးလှုပ်ရှားပြောင်းလဲနေတယ်လို့ခံစားလိုက်ရတယ်တတိယညရောက်တော့သူရအိတ်မပျော်တော့ပါဘူးည7နာရီတိတိမှအခန်းထဲကတကြွကြွမြည်တန်ကြားလိုက်ရလို့သူထားကြည့်လိုက်တယ်ဒီတခါတော့သူရအယမ်းလန့်သွားတယ်ပကြီကားထဲကမျက်နှာမပါတဲ့အမျိုးသမီးကပကြီပေါင်ကိုလက်နဲ့ကင်ပြီးအပြင်ကိုထွက်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရလို့ပါပဲငါမျက်နှာကိုပြန်ပေးအတန်နဲ့ကြီးနဲ့အော်ဟစ်တန်ကအခန်းတစ်ခုလုံးဟိမ့်ထွက်သွားတယ်သူရထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကမလုံနိုင်တော့ဘူးပကြီကားထဲကအမျိုးသမီးကသူ့နားကိုတဖြည်းဖြည်းတိုးကပ်လာတယ်သူမရဲ့မျက်နှာပြင်အဖြူကွက်ကြီးကသူရရဲ့မျက်နှာနားကိုကပ်လာပြီးမင်းမလှပတဲ့မျက်နှာတစ်ခုရှိတာပဲလို့တီးတိုးရေရွတ်လိုက်တယ်နောက်တနေ့မနက်သူရရဲ့တငယ်ချင်းဖြစ်သူကဖုန်းဆက်မရလို့တိုက်ခန်းကိုလိုက်လာခဲ့တယ်တကားဖွင့်ဝင်လိုက်တဲ့အခါမှာတော့အခန်းထဲမှာဘယ်သူမှမရှိပါဘူးထူးဆန်းတာတစ်ခုကနေရံမှာချိတ်ထားတဲ့ပကြီကားပါပဲအရင်ကမျက်နှာမပါဘူးလို့နာမည်ကြီးတဲ့အဲ့ဒီပကြီကားမှာအခုတော့မျက်နှာတစ်ခုပေါ်နေပါပြီအဲ့ဒီမျက်နှာကကြောက်လန့်တကြားအော်ဟစ်နေတဲ့မျက်နှာထားနဲ့ဖြစ်ပြီးတေချာကြည့်လိုက်ရင်သူရရဲ့မျက်နှာနဲ့တစ်ထပ်တည်းတူနေတာကိုတွေ့လိုက်ရပါတော့တယ်ဒီဇလန်းလေးကိုသဘောကျပါရဲ့လားဗျာနောက်ထပ်ဇလန်းတက်လာပါမယ်